ကန်ကြမ္မာဝူကျွေးဟာအလုံးကိုကြောက်ဆက်ကောင်းတယ်ကန်ကြမ္မာဝူကျွေးဟာအလုံးကိုကြောက်ဆက်ကောင်းနှုတ်ကြုံသွားလို့ရှိရင်လူတွေဟာခံရရောဘဝမှာသူဟာဘဝတစ်ခုမှာကျောင်းနိုင်ဘုန်းကြီးတစ်ပါးဖြစ်တယ်အတိတ်ဘဝတစ်ခုမှာကျောင်းနိုင်ဘုန်းကြီးတစ်ပါးဖြစ်ခဲ့တယ်ကျောင်းနိုင်ဘုန်းကြီးတစ်ပါးဖြစ်တော့ကျောင်းတကာကအာဂန္တုတစ်ပါးပေါ်မှာအာဂန္တုတစ်ပါးရောက်လာတဲ့အခါကျတော့တလေးတစားအာဂန္တုကိုပြုစုတာကိုသူကဂျယ်လစီဖြစ်တယ်မနာလို့ဖြစ်တယ်အဲ့ဒါသိတတိထားကြကောင်းတာဘုန်းကြီးတွေမှလည်းအဲ့ဒါမျိုးဖြစ်တတ်တယ်အများကြီးနော်ဒါကြောင့်မို့ယရဏမေတ္တာသုတ်ထဲမှာဆိုဒီကုလီတုနာနုဂိတ်တော်ဆိုတာတရားတော်မတွေပေါ်မှာတွေ့တာမှုမရှိစေရဘူးလို့ခေါ်တာအဲ့ဒါကြောင့်မို့လို့နော်တွေ့တာမှုမရှိစေရဘူးအဲ့ဒါကျောင်းနိုင်ဘုန်းကြီးကအာဂန္တုအပေါ်မှာကျောင်းတကာကတလေးတစားလှုပ်တာကိုမနာလိုမရှုစိတ်ဖြစ်တတ်တယ်မနာလိုမရှုစိတ်ဖြစ်တတ်အဲ့ဒါလို့ဖြစ်လာတဲ့အခါမှာသူကနှုတ်ကိုအလွန်ကျွံပြောခဲ့တာဖြစ်တယ်ဟိုကတင်နှုံးသားနဲ့ခေါင်းရိပ်ပေးတဲ့အခါမှာဘာလို့တင်နှုံးကြီးနဲ့ခေါင်းရိပ်နေမလဲတမွေးစီထန်သီးချမ်းနဲ့ဆွဲနှုတ်ရင်မကောင်းဘူးလားဆွဲနှုတ်တာကောင်းသေးတယ်သူအိတ်တဲ့သူလှူတဲ့အိယာဘောအိမ်မဲ့အစာမြေကြီးဘောအိတ်ထားကောင်းတယ်သူလှူတဲ့ဆွမ်းစားမဲ့အစာမစင်စားနေတာကောင်းတယ်လို့ဒီလိုပြောခဲ့ဘူးတဲ့ဝစီကံနေရဲ့အပြစ်ဒဏ်ကိုသူခင်ဗျခံစားရှာတယ်နောက်ဆုံးဘဝလို့ဆိုရမယ့်အချိန်မှာမြတ်စွာဘုရားပွင့်တဲ့အချိန်သူလူလာဖြစ်တယ်လူဖြတ်ကြတဲ့ကမိဘကနိုးတိုက်ရင်နို့မစိုးဘူးဘာစားလဲဆိုရင်လူမစင်ကိုကြိုက်နေတယ်သူကမစင်စားရတဲ့အနေထားပဲပြောခဲ့တဲ့စကားရဲ့နှုတ်ကြွခဲ့တဲ့အပြစ်ကြောင့်မို့လို့နောက်ဆုံးမှာဒီကလေးလေးဟာထမင်းကျွေးလည်းမစားဘူးဘာစားလဲမစင်မဲစားနေတယ်အဲ့ဒါလို့ဖြစ်လာတဲ့အခါကျတော့မိသားစုဟာအဆက်ရလာတော့သူ့ကိုမကောင်းကြောင်းပို့ဆိုပြီးတော့ပရပိုက်ကြောင်းတစ်ကြောင်းကိုသွားပြီးတော့ပို့လိုက်တယ်ပို့လိုက်တဲ့အခါကျတော့သူပြောခဲ့တဲ့အတိုင်းပဲခေါင်းကအမွှေးတွေကိုသူ့ကိုမြေချင်းတူးပြီးတော့ပခုံးပေါ်ခေါင်းလေးတွေဖော်ထားပြီးတော့ဟိုတရုတ်တွေရဲ့အရက်ဝိုင်းမှာတွေ့ဘူးလိမ့်မယ်စပွဲအလဲကောင်